သွားနေတာကတော့တော့မလေးရှားနိုင်ငံပီနန်ကျွန်းမှာရှိတဲ့ပီနန်ဟီတောင်ကုန်းပေါ်ပေါ့နော်ဖာနီကူလာရထားလေးစီးပြီးသွားနေတာဖြစ်ပါတယ်သူကဒီပီနန်တောင်ကတော့ပင်လယ်မျက်နှာပြင်အထက်ပေါ့နော်2933ပေအမြင့်မှာရှိရဲ့အခုဒီဖာနီကူလာပေါ့နော် train နဲ့ဆိုရင်ဒီ10မိနစ်လောက်ဆိုတာနဲ့တောင်ထိပ်ကိုရောက်မှာဖြစ်ပါတယ်ဆက်ချင်းပေါ့နော်ဖာနီကူလာရထားစီးကိုစောင့်နေရပါလက်မှတ်ဝယ်ပြီးတော့ပေါ်ရောက်ပြီဆိုတော့ဒီ George Town ပေါ့နော်ပြည်နယ်တစ်မြို့လုံးနဲ့မြင်ရမယ့် The Sky Terrace View Index ပါ။ပေါ်ရိုက်လို့လာတဲ့နေရာလေးလည်းအများကြီးရှိနော်ပန်းလေးနဲ့ပေါ့။ဒါပေါ်နေပြည်နယ်မြို့ကြီးတစ်မြို့လုံးလှမ်းမြင်ရတယ်။ဒီတောင်ပေါ်မှာပဲလမ်းဆက်လျှောက်လာမယ်ဆိုရင်သူက coffee ဆိုင်လည်းရှိရပေါ့နော်။ coffee ဆိုင်လေးပြီးလို့ရှိရင်ထပ်ပြီးဆေးဆက်လျှောက်သွားလိုက်မယ်ဆိုရင်တောင်ပေါ်မှာဗာလဲဆိုပလီပေါ့နော်ဘလူဖျားကြောင်ပလီရဲ့နောက်ပြီးတော့ဟိန္ဒူဖျားကြောင်လည်းရှိတယ်နည်းနည်းလေးဟိန္ဒူဖျားကြောင်ပေါ့နော်ဒီတောင်ပေါ်မှာပီနန်တောင်ပေါ်ပီနန်ဟီပေါ်မှာရှိတဲ့ဟိန္ဒူဖျားကြောင်ပါလေးရတန်တန်ရှင်းရှင်းလေးနဲ့အခုဒီတောင်ပေါ်ထပ်ပြီးတော့အခုဖာနီကူလာအပြင်ပေါ့နော်ဒါကေဘယ်ကဖက်ဆောက်နေလို့လည်းကြားနေတယ်နောက်3လောက်ဆိုရင်ကေဘယ်ကနဲ့တက်ရမှာပေါ့နော်ခုလောဆယ်ဒီအပြန်မှာလည်းဒီဖာနီကူလာရထားလေးနဲ့ပဲစီးပြန်တာပေါ့နော်တက်အစင်မြန်တယ်သွားတဲ့ဆိုင်ရင်အပြင်ကပိုမြန်တယ်နောက်2နှစ်3နှစ်လောက်ကြာရင်တော့ဒီဖာနီကူလာ train ကေဘယ်ကလည်းစီးလို့ရသွားတယ်ပါပြီသွားခဲ့တဲ့ဧည့်သည်အဖွဲ့နေပေါ့နော်နောက်လည်းပြည်နန်းလည်းလို့ကောင်းပါတယ်ဒါလည်းကြပါအောင်